ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အကောင့်အသေးလေးမဟုတ်အကြီးလေးမဟုတ်တဲ့အကောင့်လေးတစ်ကောင့်နဲ့လာမိတ်ဆက်ပေးတာဖြစ်ပါတယ်ဒီအကောင့်လေးထဲမှာဘာတွေပါတယ်လဲဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြပေးသွားပါမယ်ဒီအကောင့်လေးမှာfree legend လေးပါမယ်ချောင်း KOF ပါမယ်နောက်ပြီးလားဆိုလို့ရှိရင် Granger ရဲ့transformer skin ပါမယ် exhaust ဆရာ Uzon ပါမယ် Uzon Prime လေးနဲ့ပါပါမယ်lucky box တွေထဲမှာတော့ lucky box ကနည်းနည်းလေး unique ဖြစ်တယ်လို့ခံစားရတယ်။ဘာလို့လဲဆိုရင်သူ lucky box ကနည်းနည်းလေးမိုက်တယ်ပေါ့ဗျာ။သူမှာ Hanabi ဆိုတဲ့ lucky box ပါတယ်။နောက်ပြီးလားဆိုလို့ရှိရင် collector skin ပါမယ်။ Direct ဆိုလို့ရှိရင်လည်း collector skin ပါမယ်။နောက် Luna ဆိုလို့ရှိရင် lucky box curry lucky box ပေါ့နော်။နောက်ပြီးတော့အပေါ်မှာဆိုရင်အကိုင်း lucky box Freya ရဲ့ lucky box လေးပါမယ်။ဒါတော့အကောင့်လေးကတော့တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ဘာလို့ဆို lucky box လေးတွေကနည်းနည်းလေးချစ်လက်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်။နောက်ပြီးအောက်မှာဆိုလို့ရှိရင်သူပါလေးလဲဆိုလို့ရှိရင်အမှ Roger ဆိုလို့ရှိရင် Roger ရဲ့ M3 skin လေးပါမယ်။ Hilo ရဲ့ Epic skin လေးလည်းပါမယ်။အဲ့ဒါလေးတွေပါပါတယ်။အကောင့်လေးကတော့တော်တော်လေးတော့မိုက်ပါတယ်ဗျ။နောက်ပြီးလားဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့မှပြပေးပါမယ်။ဒီအကောင့်လေးရဆိုလို့ရှိရင်စုစုပေါင်း skin 300ကျော်ပါပြီးသားပါ။ skin စုစုပေါင်း300ကျော်ပါထားပြီးသား star အနေနဲ့ကြည့်မယ်ဆိုရင်လည်း80ကျော်ပါတယ်။မြန်မာ server အကောင့်ပဲဖြစ်ပါတယ်။အကောင့်ကတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့ဒီ GNC main နဲ့ chain ပေးထားပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဒီကိုယ်ပိုင် main နဲ့ပေါ့ chain ပေးထားပြီးပါပြီနောက်ပြီးလားဆိုလို့ရှိရင်တပ်ပါတီဘာတစ်ခုမှမချိတ်ဆက်ထားပါဘူးဘာမှလည်းမပါပါဘူးအကောင့်က no error အကောင့်ဖြစ်ပါတယ်နောက်ပြီးလားဆိုရင်ဒီအကောင့်ထဲမှာဘာ record ပါတယ်လဲဆိုတာကျွန်တော်ချက်ပြမယ် record အနေနဲ့ကတော့အမှ epic record ပေါ့သူများခေါ်ကြတဲ့ SOC record လေးတစ်ခုပါပါတယ်အဲ့ဆိုရင်ဒီအကောင့်လေးရဆိုလို့ရှိရင်မြန်မာ server အကောင့်လေးဖြစ်တဲ့တပ်ပါတီပါတစ်ခုမှမပါဘူးအဲ့ဒါကြောင့်မို့လို့ဒီအကောင့်ကိုကြိုက်တဲ့ညီကိုတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Gain Access College ကိုဆက်သွယ်ပြီးတော့မှ TikTok YouTube Facebook Telegram အဲ့ဒီကနေဆက်သွယ်ရွေးချယ်